တခါတလေမှာကျွန်တော်တို့ကိုပုံစံတူတွေးခေါ်မှုမျိုးဒါမှမဟုတ်ဘသူရဲ့အတိအမှတ်ပြုမှုမျိုးကိုပဲလိုက်နာဖို့လူအဖွဲ့အစည်းကဖိအားပေးနေတတ်ပါတယ်။ဒါပေမဲ့ဒါကမှားယွင်းတဲ့တွေးခေါ်ပုံဖြစ်ပြီးပထမဆုံးအခြေခံသဘောတရားတွေနဲ့တွေးခေါ်တာမဟုတ်ပါဘူး။ဒီလိုအမှားတွေကိုဘလို့ဖယ်ရှားပြီးပုံမကောင်းမွန်တဲ့ပုံစံမျိုးနဲ့တွေးခေါ်နိုင်မလဲဆိုတာလေ့လာကြည့်ကြရအောင်ပါ။မိတ်ဆွေတို့နိုးထလာတဲ့အခါသွားတိုင်မယ်၊နနက်စာစားမယ်၊ကြောင်းသွားမယ်၊စီးကမ်းတွေကိုလိုက်နာရမယ်။ဒီလိုဘောင်ခတ်ခံထားရတဲ့ဘဝမှာကျွန်တော်တို့ဟာနှစ်ပေါင်းများစွာနေထိုင်ကြရပါတယ်။ဒါတွေကကျွန်တော်တို့ကိုဘောင်ထဲမှာပဲနေတတ်အောင်သင်ပေးနေတာဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုဘဝကနေဘယ်လိုလွတ်မြောက်နိုင်မှာလဲ။ဘောင်ခတ်ခံထားရတဲ့ဘဝကနေယုံထွက်ဖို့အတွက်အဓိကလိုအပ်တာကတော့ပထမဆုံးအခြေခံသဘောတရားတွေကိုအခြေခံပြီးတွေးခေါ်နိုင်စွမ်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့တကယ်မှန်ကန်တယ်လို့ယုံကြည်ရတဲ့အရာတွေကနေစတင်နေပါလား။ထီးရတစ်ခုကိုတိုက်ရိုက်တွေးကြုံခံစားဘူးလား။ဒါမှမဟုတ်ဒီအရာတစ်ခုခုဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုနားလည်ဖို့အတွက်ပိုပြီးပြည့်စုံတဲ့အတွေ့အကြုံတွေရရှိနိုင်ပါသလား။ကျွန်တော်တို့အလုပ်ခွင်ဒီစာသင်ခန်းတွေမှာနှစ်ပေါင်းများစွာနေထိုင်ရပြီးဒါတွေကကျွန်တော်တို့ဘောင်ထဲမှာပဲနေတတ်အောင်သင်ပေးပါတယ်။အရာရာကိုအစင်အလာအတိုင်းပဲလှုပ်ဆောင်သွားဖို့လေ့ကျင့်ပေးထားတယ်။ဒါပေမဲ့ပထမဆုံးအခြေခံသဘောတရားတွေကိုအခြေခံပြီးတွေးခေါ်တတ်ခြင်းကမိတ်ဆွေတို့အကူအညီပေးနိုင်ပါတယ်။ဒီလိုတွေးခေါ်နိုင်ဖို့အတွက်အဓိကချက်၃ချက်လိုအပ်ပါတယ်။ပထမဆုံးအချက်ကတော့စူးစမ်းလိုစိတ်ပဲဖြစ်ပါတယ်။ပြဿနာတွေရဲ့စနစ်တွေကိုနားလည်ဖို့အတွက်မေးခွန်းတွေမေးပြီးပုံမနှက်ဆိုင်အောင်တူးဖော်ကြည့်ရပါမယ်။ဒီလိုလုပ်ဖို့အဓိကနည်းလမ်းတစ်ခုကတော့ 5 why ဆိုတဲ့နည်းလမ်းဖြစ်ပါတယ်။ဂျပန်နိုင်ငံ Toyota ကုမ္ပဏီရဲ့ထုတ်လုပ်မှုစနစ်ကနေနှစ်ပေါင်းများစွာကတည်းကပေါ်ပေါက်လာခဲ့တာပါ။ဥပမာအနေနဲ့မိတ်ဆွေတို့ရဲ့ website ပြတ်သွားတယ်ဆိုပါစို့။ပထမဆုံး why ဘာလို့ website ပြတ်တာလဲ။ front end server တွေရဲ့ CPU အသုံးမှုကရာခိုင်နှုန်းကိုရောက်သွားလို့ပါ။ဒုတိယ why ဘာလို့ CPU အသုံးမှုကဒီလောက်မြင့်တက်သွားတာလဲ။ကိုယ့်တစ်ခုတည်းမှာအဆုံးမရှိလဲနေတဲ့ loop ပါနေလို့ပါတတိယ why ဘာလို့အဲ့ဒီလိုခုတ်မျိုးရုပ်လာတာလဲ programmer တယောက်ကမားယွင်းစွာရေးခဲ့တာဖြစ်ပါတယ်စတုထ why ဘာလို့အဲ့ဒီအမားကိုစစ်ဆေးမခံခဲ့ရတာလဲအနာဂတ်အတွက် unit test မရေးခဲ့လို့ပါပင်စမ why ဘာလို့ unit test မရေးခဲ့တာလဲသူကဝန်ထမ်းအသစ်ဖြစ်ပြီး test driven development လုပ်ဖို့လေ့ကျင့်မှုကောင်းကောင်းမရခဲ့လို့ပါပဲဒီလို wine ဆိုတဲ့မိကုံကိုစက်တိုက်မေးခြင်းအဖြစ်ဘာလို့ဒီပြဿနာထိခဲ့ရတာလဲဆိုတာကိုအပြည့်အဝရှာဖွေနိုင်မှာဖြစ်ပါတယ်။အဖြစ်များဆုံးပြဿနာတွေကထပ်ခါတရလဲဖြစ်နေတဲ့အတွက်ကြောင့်ကာကွယ်ရေးကျူးပန်းမှုတွေကထုတ်ကုန်ရဲ့အကူအညီအလိုအပ်ဆုံး20ရာခိုင်နှုန်းကိုပဲအလိုအလျောက်အာရုံစိုက်တွားစေပါတယ်။ဒီ20ရာခိုင်နှုန်းကအချိန်အများဆုံးကုန်ဆုံးစေတဲ့အစိမ့်ပိုင်းလည်းဖြစ်ပါတယ်။ဒါကြောင့်5 whys နီလန်ကအရန်ကိုမြန်မြန်ဆန်ဆန်အကျိုးရမြတ်ရရှိစေပြီးဘဝကိုလည်းတိတိတတ်တာပိုကောင်းစေပါတယ်ဒုတိယအချက်ကတော့ empathy ပဲဖြစ်ပါတယ်အထူးသဖြင့်ဖောက်တွေရဲ့ဘဝတွေ့ကြုံတဲ့ခံစားချက်တွေကိုနားလည်အောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ထုံးဆွဲသူတွေရဲ့စကားကိုနားထောင်ပြီးသူတို့ရဲ့တိုက်ရိုက်တွေ့ကြုံတွေကိုသိရှိအောင်လုပ်တာကိုလူအများစုသိကြပါတယ်ဒါကိုကောင်းကောင်းလှုပ်ဆောင်နိုင်တဲ့အခါဘီလီယံဒေါ်လာတန်စားတန်တည်ထောင်မှုတစ်ခုကိုဖန်တီးနိုင်ပါတယ်Airbnb ဟာမကြားသေးမီကထူးခြားတဲ့ IPO တစ်ခုကိုလှောက်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အစပိုင်းတုန်းကတော့ Airbnb အောင်မြင်မှာမဟုတ်ဘူးလို့လူတော်တော်များများကပြောခဲ့ကြပါတယ်။တကယ်တော့ဒါဟာလီအိတ်ရာတွေနဲ့နနက်စာလေးပဲဖြစ်ပါတယ်။ Brian နဲ့ Joe ကအစပိုင်းမှာသူတို့ရဲ့ San Francisco မြို့ကနေအိမ်မှာဧည့်သည်တွေကိုလက်ခံပြီးငှားရမ်းတာကိုစတင်ခဲ့ပါတယ်။ပထမဆုံးအကြိမ်ဧည့်သည်တွေကိုလက်ခံတော့ကသူတို့ကကဘာတဝင်းကလူ3ယောက်ကိုလက်ခံခဲ့ပါတယ်။ဒီလိုလက်ခံဖြစ်တာကလည်းသူတို့အိမ်ငွားခလိုနေတာကြောင့်ပါဒါပေမဲ့သူတို့ဟာဧည့်သည်တွေနဲ့အတူတူနေထိုင်ရင်နှစ်ရှည်လများတငယ်ချင်းဖွင့်နိုင်မဲ့အခွင့်အရေးကိုရက်အနည်းငယ်အတွင်းမှာရရှိခဲ့ပါတယ်ဧည့်သည်တွေကသူစိမ်းတွေဖြစ်လောက်လာခဲ့ပေမဲ့တငယ်ချင်းတွေဖြစ်ပြန်သွားခဲ့ကြပါတယ်ဒီလိုတာရိုက်အတွေ့အကြုံကနေပဲသူတို့ဟာဒီ idea အောင်မြင်မယ်ဆိုတာကိုယုံကြည်မှုရရှိခဲ့ကြပါတယ်Airbnb ဟာအခုဆိုရင်အမေရိကန်ဒေါ်လာ100ဘီလီယံကျော်တန်ဖိုးရှိနေပါပြီ။တတိယချက်ကတော့ထူးထူးခြားခြားတင်းငင်အေးချမ်းမှုပဲဖြစ်ပါတယ်။ဒါကမပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ဆိုလိုတာကမိတ်ဆွေတို့မပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံပြီးပြောင်းလဲနိုင်တဲ့အရာတွေကိုပြောင်းလဲဖို့တတိရှိရပါမယ်။ဘယ်ဟာကိုပြောင်းလဲနိုင်ပြီးဘယ်ဟာကိုမပြောင်းလဲနိုင်ဘူးဆိုတာကိုသိဖို့ဉာဏ်ပညာလည်းလိုအပ်ပါတယ်။အကောင်းဆုံးဥပမာတစ်ခုကတော့ DoorDash ပဲဖြစ်ပါတယ်။သူတို့ဟာမဟာဗျူဟာပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ဖောက်တဲ့အပေါ်အလွန်အမင်းအာရုံစိုက်မှုတွေပေါင်းစပ်ပြီးအမေရိကန်ပြည်ထောင်စုမှာ
ဈေးကွက်ဝေစု90ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ Uber လိုပြိုင်ဘက်တွေကရင်းနှီးမြှုပ်နှံမှုတွေအများကြီးရရှိထားပြီးဈေးကွက်ဝေစုအတွက်မြို့ကြီးတွေမှာပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြချိန်မှာဒေါ်ဒက်ရှာသူတို့မပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံခဲ့ပါတယ်။သူတို့ဟာပြိုင်ဘက်တွေမရှိတဲ့စင်ချေဖုံးဒေတာတွေကိုရွေးချယ်ပြီးအခြေစိုက်ခဲ့ပါတယ်။အဲ့ဒီမှာထုတ်ကုန်ဈေးကွက်လိုက်ဖက်ညီမှုကိုရှာဖွေတွေ့ရှိခဲ့ပြီးလအနှဲငယ်အတွင်းမှာပဲအမျက်အစွန်းရရှိခဲ့ပါတယ်။သူတို့ဟာစင်ချေဖုံးဒေတာကရရှိလာတဲ့အမျက်အစွန်းတွေကိုအသုံးပြုပြီးမြို့ကြီးတွေမှာရင်းနှီးမြှုပ်နှံမှုစစ်ပွဲကိုဆင်နွှဲပြီးအောင်ပွဲခံခဲ့ပါတယ်။အောင်မြင်ဖို့နည်းလမ်းနှစ်ခုရှိပါတယ်။တစ်ခုကတော့ပိုပြီးများတဲ့ပတ်စံတွေကိုရှာဖွေခြင်းဖြစ်ပါတယ်။ဒါပေမဲ့မိတ်ဆွေတို့ကပတ်စံအများကြီးရှာဖွေနိုင်ခြင်းမရှိဘူးဆိုရင်ဘာလုပ်နိုင်မလဲ။ DoorDash လုပ်ခဲ့တယ်လို့ပဲပုံမအကျိုးမြတ်ရရှိအောင်လှုံ့ဆော်ရပါမယ်။ရှုံးနိမ့်မဲ့တိုက်ပွဲကိုမတိုက်ပါနဲ့။မိတ်ဆွေတို့အောင်နိုင်မဲ့တိုက်ပွဲကိုသာတိုက်ပါ။ DoorDash ဟာအခုဆိုရင် American $55 ဘီလီယံကျော်တန်ဖိုးရှိတဲ့ကုမ္ပဏီဖြစ်နေပါပြီ။မိတ်ဆွေတို့မှာပထမဆုံးအခြေခံသဘောတရားတွေကိုအခြေခံပြီးတွေးခေါ်နိုင်စွမ်းရှိတယ်ဆိုရင်စူးစမ်းလို့စိတ်ကိုချင်းစာတရားနဲ့တည်ငြိမ်အေးချမ်းမှုတွေရှိလာမှာဖြစ်ပါတယ်။ဒါတွေကပုံမကောင်းမွန်တဲ့လမ်းကြောင်းကိုရှာဖွေတွေ့ရှိနိုင်ဖို့ကူညီပေးပါလိမ့်မယ်။မိတ်ဆွေတို့ဟာအစဉ်အလာပုံစံကွက်ထဲကနေယုံထွက်နိုင်မှာဖြစ်ပြီးဖောက်တယ်တွေအကြောင်းပုံမလေ့လာနိုင်မှာဖြစ်ပါတယ်။ပြီးတော့အောင်ပွဲခံနိုင်မဲ့တိုက်ပွဲတွေကိုသာတိုက်ခိုက်နိုင်မှာပါ။ဒီလိုတွေးခေါ်ပုံကတခြားသောကြီးမားတဲ့အောင်မြင်မှုတွေရဲ့အခြေခံလည်းဖြစ်ပါတယ်